သားအဆက်ကြော်ဖို့ရစီထဲမယ်စကောက်ထဲမယ်နှက်ထားဖို့ရစီထဲတယ်စားထဲမယ်ရောင်ဒီမုတ်ထဲမယ်ဒီကောင်းထဲမယ်စမုတ်နဲ့ထဲမယ်ဒါပြင်နေလိုက်ဒါကိုအကုန်နေပြီးတော့15မိနစ်နှက်ထားမယ်ဒီကောင်းလာပြီဆိုရင်ထောက်ထားတဲ့ကျင်းစက်ကိုဒီအထုံးတွေထည့်တယ်ဒီလိုလိုက်နော်ဒီလိုလေးကြွလေးကိုလိုချင်တဲ့အနေထားရောက်လို့ရှိရင်ထည့်လိုက်မိသားအဆက်ကြော်ရပါရှင်စားချင်